လူရတာလူတွေ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 ပြောတယ်လူတွေခိုင်းတယ်လူတွေလည်းမစားချင်ဘူးလူတွေသွားတာလည်းဒီရှင်းပြောလို့ရှိတယ်လူတွေလည်းဒီလိုဘုရားရှိခိုးမောက်ပါလို့ဆိုရင်အဲ့ဒီပတ်နဲ့ကမတန်တဲ့နေရာကိုရောက်နေမတန်သေးဘူးဆိုတာလေအဲ့ဒီမျိုးဖြစ်နေတာဒီလိုရတယ်သူတို့လည်းအစတည်းကရှိနေတယ်မောက်ပါလို့ဟုတ်တယ်ဒီဘဝမှာသူကျိုးလာနေတာကသူ့ရဲ့ချမ်းသာတဲ့လူတွေသူ့ရဲ့စီမံနေနေတာဘာမှမဟုတ်ဘူးဆိုတော့ဒီလိုလာနေတယ်အဲ့ဒီလိုသူကမောက်ပါသေးတယ်မရဘူးစိတ်ဘောရာကောင်းလို့ဆိုတော့လူတွေကတော့အကုန်လုံးကတရားစိတ်ဘောရာကောင်းတယ်လို့ဆိုတာရှားတယ်။ဒါလည်းပေါ်လာတာအဲ့ဒါလည်းပေါ်လာတယ်။ဒီဥပမာကဒီထုံးလို့လာတယ်ဒီကြီးတွေပြောတယ်မောင်းလာရင်စက်ကြံမှုတွေလာလို့ဆိုတာ။သူကဟိုစက်ကြံမှုနေရာကိုစက်ကြံမှုနေရာကိုဒီမှာနေမှာဒီလိုခါတာဒီမိဘတွေဆန်းလာတယ်။သူအမောင်းမှာတော့ဆိုတာဟိုကလောက်နေတာတော့သူ့မိဘဘာမှပြောရမလို့ဒီဘက်ကမှနေတယ်။ဒီနေ့ရှိနေတယ်လို့ရှိတဲ့လူကြီးကြားထဲမှာကြတော့ဒီမာနတဲ့ချိန်တွေအောင်အဲ့လိုမျိုးပြောသွားတာ Let's make this quick. The first day of your lives. ဒီငါတို့ကိုထုတ်နေတော့ခဏခဏပြောလာတယ်သူကဖြစ်နေတဲ့လူတွေဒီမှာပြောတော့ခဏနဲ့ပို့ပြီးတော့ဘယ်လိုပြောရအောင်ရုပ်ရှင်အောင်အဆက်အမောင်းပြောတော့ပြရတယ်ပို့ပြရတယ်ညခဏနဲ့ပြည့်တယ်မဟုတ်ဘူးအဲ့လိုကြီးဆရာဝန်ကြီးပြောသူတွေကဆက်ဆံနေတယ်ဟာညာဟုတ်ပြီဒါပြောတဲ့ကနေကိုကတော့ပြောနေကြတဲ့အတိုင်းပြောတာပဲဒီဒါလေးကတော့ဆက်နေတယ်ဒါလေးကမှတာမတူဘူးတော့ကိုကပြောနေလို့မဟုတ်ဘူးဥပုံလာမဟုတ်ဘူးလေအဲ့ဒါကိုချင်းကိုစော်ကားမယ်လို့ကတန်တော့စော်ကားမယ်လို့ကတန်ကိုအများအားပေါင်းနေတယ်ပြောပြီးဒီတော့ပြီးသွားရင်တော့လို့လို့လို့ပြီးတယ်ဆရာကမရှိရရများလို့ပြေးလာတယ်များအဲ့ဒါဒိန်းကိုပြေးလို့ဒီဟာရမြန်မြန်တက်တယ်လို့ကျွန်တော်ပြောတယ်အင်းဒီလိုမှဘုရားကိုပြရတာဒီဝါကလည်းဥပဒေကိုရှောက်ပြီးဒီလိုမှလည်းပြောတယ်။ဟောဒီစားတဲ့တယ်ဒီလိုမျိုးဒီလိုမျိုးရည်ရတယ်ဒီလိုမျိုးရည်ရတယ်ဒီလိုမျိုး
ရုံမှနေပြီးတော့အဲဒီဝမ်းနာဒီအန်ရောမတော့ဘူးယောက်သားကိုဒီပြောပြီးတော့ဒီစီကြတာဖြစ်နေတာပြီးတော့ မဟုတ်လေပြောပြတာအဲ့လိုလူကအဲ့လိုပြောတာအဲ့ဒါကဟိုကပညာရေးဟုတ်ပါမယ်ပြောတယ်အဲ့ဒါသူကကတော့ကျမမအားမနေတာဒီကနေ့တော့တော့ဘယ်လိုလဲအဲ့ဒါမတရားရွေးကြတယ်ဒီလိုငါးလေးဝင်ပြောမှာငါလည်း